သိမ်းမဲ့ကြံခဲ့တယ် remaining player တော့18ရောက်ဒါတိုင်မှာတော့28မိနစ်လို့ပြောတဲ့အချိန်မှာပဲနောက်ထပ်သွားတယ်အတင်းကတော့ Mayu Fan ပြစ်ခဲ့တယ်မြည်ရဟုတ်တယ်ဗျာကျွန်တော်ပွဲချိန်28မိနစ်ကိုရောက်လာတဲ့အနေအထားတစ်ခုမှာကြံခဲ့တာကတော့ကျွန်တော်တို့ဒါ4သိန်းဆိုတဲ့အနေအထားတစ်ခုမှာကလည်း player 4ယောက်လုံးကျွန်တော်တို့ကြံခဲ့တဲ့အသင်းတွေဖြစ်နေတော့ကြောင့်မလို့ဒါလူဆုံတက်ဆုံနဲ့ပဲကျွန်တော်တို့ဒါ4သိန်းပတ်လဲတီးရမယ်ဆိုတဲ့အနေအထားတစ်ခုမှာပြီးနေတယ်တော့ပြေးဝင်လာတယ်ပေါ့နော် Romeo သူ့နေနဲ့ကတော့ဒါဥဆောင်ပြီးတော့ဒါ fire တွေတော့ဖွင့်ထားရဆိုပေမဲ့လည်းဒါ rank content တော့ဖြစ်မနေသေးဘူးလောလောဆယ်ကတော့ကဲကျွန်တော်တို့ဒါ 6 cloud ရှိတဲ့အိမ်ဘက်ကိုပဲကျွန်တော်တို့ဒါအမောတန်းစီပြီးတော့ပြင်းစင်နဲ့ဝင်သွားမလားဒါတောင်းခက်လက်မှာကတော့ AX1 ကတော့ရှိနေတဲ့အနေအထားတစ်ခုမှာကတော့လောလောဆယ်မာနဲ့တော့တောင်းတော့ဖြစ်ခဲ့ပြီဆိုတဲ့ကိစ္စတစ်ခုမှာကတော့ကဲ YG ဒီနေထားမှာသူတို့နေနဲ့ကတော့ရုံးကန်ထွက်နိုင်မှာကျွန်တော်ကြည့်အောင်မလောလောဆယ်ကတော့ fire တွေဆင်းမဲ့တော်တော်လေးကောင်းခဲ့တဲ့အနေအထားတစ်ခုမှာကတော့လောလောဆယ် versus spy ဝင်လာတဲ့အိမ်ထဲကိုဝင်လာသမျှတယောက်ပြီးတယောက်ကိုတော့ကျွန်တော်ဒါ shotgun နဲ့ဖြည့်ရှင်းလိုက်တဲ့နောက်မှာကတော့ Phoenix left from the game တော့ဖြစ်ခဲ့ပြီဗျာဆိုတော့ YG elimination စတဲ့ခုထိပါထပ်ပြီးတော့ရအောင်ဆွဲထားနိုင်တော့တော်တော်လေးတော့အခြေအနေကကောင်းနေပြီကျွန်တော်တို့ကြံခဲ့မှာကတော့ကျွန်တော်ဒါ Falcon ရဲ့ AX1 ရဲ့ YG ရဲ့3သိန်းရဲ့ဆိုတဲ့အနေအထားတစ်ခုမှာကတော့လောဆယ် Falcon နဲ့ကျွန်တော် YG တော်တော်လေးနီးကတ်တဲ့ဆိုတဲ့အနေအထားတစ်ခုတော့ကျွန်တော်မြင်ရတယ်အဲ့အချိန်မှာကလည်းကျွန်တော်ဒါ AX1 liquid အနေနဲ့ကတော့ကျွန်တော်ဒါ Falcon ရဲ့ dash ကိုတော့ကောင်းဝနှမ်းပြီးတော့ရအောင်တော့ပြခွဲနေစေကိစ္စတစ်ခုမှာကတော့ဘယ်လိုများဆက်ပြီးတော့ဖြစ်သွားမလဲလောဆယ် dash နဲ့အသာလေးတော့နောက်တော့ပြန်တော့ဆုတ်အောင်မယ်လောဆယ်ပြောရင်းဆိုရင်ပဲ dash တော့တော့ပြစ်ခဲ့ပြီးတဲ့အနေအထားတစ်ခုမှာတန်းပြီးတော့ပဲ eliminate လောက်ခံလိုက်ရပြီဗျာဆိုတော့ဒါ Falcon အနေနဲ့ကတော့ player တယောက်ကတော့ရော့ခဲ့ပြီးကျွန်တော်ဒါ AX1 တစ်ဖက်က YG ကိုလည်းဘယ်လိုဖြည့်ရှင်းမလဲတစ်ဖက်မှာကလည်းကျွန်တော်ဟိုဘက်ခက်လန်းလန်းမှာကလည်း Falcon ရှိနေတဲ့အနေအထားတစ်ခုမှာကတော့ဒါတော်တော်လေးတော့စဉ်းစားမယ့်ကိစ္စတစ်ခုတော့ရှိခဲ့ပြီဗျာဆိုတော့ဒါ Falcon Master D2Y သူတို့အနေနဲ့ကလည်းရှေ့ကိုတော့တိုးကျင်တယ်ဒါပေမဲ့လည်း player ကနည်းနည်းလေးရော့တဲ့ရော့လာပြီဆိုတဲ့အနေအထားတစ်ခုမှာကတော့ကြံခဲ့တာသူတို့2ယောက်တည်းဗျာ2ယောက်တည်းနဲ့ဟိုဘက်က8ယောက်ကိုတော့ဒါဖြည့်ရှင်းဖို့တော့နည်းနည်းလေးတော့ခက်ခဲနေဆိုတဲ့အနေအထားတစ်ခုလောလောဆယ်ကတော့ဒါ cover ကောင်းကောင်းတကယ်အိမ်ထဲမှာရထားတော့ YG ဖြစ်ခဲ့တဲ့အနေအထားတစ်ခုမှာ Master D2Y ကျွန်တော်ဒါ position ပြောင်းဖို့လုပ်တယ်ဆိုမှလည်းမာနက်ကပြစ်ချက်တွေအောက်မှာကတော့တန်းပြီးတော့ပဲကျွန်တော်ဒါ knock down ဖြစ်သွားရဆိုပေမဲ့လည်း AX1 liquid အနေနဲ့ကတော့ elimination ဝင်နှိုက်သွားတဲ့အတွက်ကြောင့်မလို့ပဲကျွန်တော်ဒါ YG တပတ်တော့ဆုံးရှုံးလိုက်ရတယ်ဗျာအဲ့ချိန်မှာ Falcon တယောက်ပဲကြံတော့တဲ့အနေအထားတစ်ခုလောဆယ်YG ကတော့တော်တော်လေးအချိန်ကြီးကောင်းနေသေးတယ်ဇုံကလည်းသူတို့ဘက်မှာလုံးဝ favor ကဖြစ်နေသေးရဲ့ကိစ္စတစ်ခုမှာကတော့ကဲ YG ဒီပွဲကို winner chicken နေတာပဲရရှိသွားမလားဒါမှမဟုတ်ပဲ AX1 ကျွန်တော်ဒါထပ်ပြီးတော့ performance တွေပြမလားချက်တော့ကြည့်အောင်ပဲအဒီလောလောဆယ်ကတော့ကြံခဲ့တဲ့ကျွန်တော် Falcon ရဲ့ Rex အနေနဲ့ကတော့ဒါကြောက်တုံးလေးနောက်မှာပဲအသားလေးတော့ cross တော့ဆွဲနေတယ်မှာနော်လောဆယ်မန်နက်တခါက AX1 ရှိတဲ့ဘက်ကတော့တောက်လျှောက်တော့ကျွန်တော်အသားလေးတော့ကြည်ထားတယ်Romeo သွေးတော့ဖြည့်နေသွေးဖြည့်ဖို့လိုတယ်နော်ဟုတ်တယ်ဗျသူတို့ရဲ့ဒီ loss အနေနဲ့ပြောမယ်ဆို AX1 ဒါကားရင်း advance တော့လုပ်လာပြီအဲ့ဒီမှာ YG သူတို့အနေနဲ့ situation ကိုပြန်ပြီးတော့ cover လုပ်ပဲလက်ထဲမှာ net တွေတော့ ready ပြင်နိုင်ဆိုမှလည်း AX1 တစ်ဖေးနဲ့တော့ advance လုပ်လာပုံစံမျိုးရှိနေပြီဗျ liquid အနေနဲ့တော့အထက်ကို net လုံးလှမ်းပြီးတော့ပြစ်ထည့်ဖို့ ready လုပ်ထားနေပြီအဲ့ဒီမှာ net တစ်လုံးထဲကနေပြီးပြန်ပြီးတော့ထွက်လာတဲ့အချိန်မှာ 6 cloud တက်တဲ့ကို net မှန်သွားမှာလား okay net တော့ရှက်ထိသွားရဆိုမှလည်းအနေထား YG ဘက်ကတော့အဆင်ပြေတယ် AX1 liquid ဒါ net ကတော့ခေါင်းတက်တက်ကျလာဆိုတဲ့အနေထားမှာတော့ HP တော့တော်တော်လေးတော့နည်းသွားရဲ့အချိန်မှာ net တွေပြန်လည်ပြစ်ထည့်နေနေပဲတစ်ဖက်နဲ့တစ်ဖက်ဒါမိတ်ဆက်တဲ့အချိန်မှာ AX1 liquid okay ဒါ fully knock down တော့မဖြစ်သွားဘူးဆိုမှလည်း HP တော်လေးတော့နည်းသွားဖြစ်တယ်သူအနေနဲ့ဒါ help back ကိုတော့သုံးနေရပြီအိုးဘေးနားမှာ splash လာမှန်း Master Spy ရဲ့ shot နဲ့တူပဲ liquid ဒါ by Fred knock down တော့မိသွားခဲ့ပြီအဲ့ဒီမှာပဲ Falcon ရဲ့ rest ကတော့ဘာမှလုပ်လို့မရတဲ့အနေထားမှာသူနေ situation ကိုဝေးရပဲစောင့်ကြည့်နေရတယ်ဆိုတဲ့အနေထားအပြင်မှာ loss 6 cloud ပြင်ုံနေတလုံးမာနဲ့အနေနဲ့ပြင်ုံနေတလုံးတောက်လျှောက်ထည့်ပြီးထဲဆိုမှလည်း AX1 ဒီ smoke တွေကပါရတဲ့မှာသူ Vaden ဘက်ကိုလုံးဝကတ်လို့မရသေးပဲနဲ့ဒီအထဲမှာခိုနေရဆိုတဲ့အနေထား Naughty Boy ပြင်နားမှာတော့ဒါ Fred ရဲ့ဒီ splash damage တွေခံနေရမယ် loss ဒါ Molly Master Spy ရဲ့ Molly တန်နဲ့တူပဲ liquid ဒါ knock down ထပ်ပြီးတော့ပြီးသွားခဲ့ပြန်ပြီဆိုတော့အနေထားတော့တိတ်ပြီးတော့အဆင်မပြေနေဘူး AX1 MB2 situation ကိုကြည့်ရဆိုရင်လည်းဒါ smoke တွေကတောက်လျှောက်ကာပါဖြစ်နေရဖြစ်တဲ့အတွက်သူဘာမှတေချာမမြင်ရနေဘူးဆိုတော့ကဲ AX1 ဒီ situation နဲ့ကနေပြီးဘယ်လိုကြောင်းထွက်ဖို့ကြိုးစားကြမလဲ loss ကတော့ AX1 win သူတကားနဲ့ပဲဘေးနားပြီးပြန်လာဖို့ကြံတယ်ဆိုရင်လည်း YG ရဲ့ shot နဲ့တူပဲ win fully eliminated from the game ဖြစ်သွားခဲ့တယ်ပြီဆိုတော့က loss AX1 ဘက်ကကြံတာတော့ player က fully functioning 2ယောက်ထဲ MV နဲ့ Naughty Point liquid ကလည်း knock down မိနေရဆိုတဲ့အနေထားမှာပဲ okay liquid ထပ်ပြီးတော့ပဲ friend နဲ့ knock down ထပ်မိပြန်ပြီအဲ့တော့အနေထားပြောမယ်ဆို YG ဘက်ကတော်တော်ကြီးဆင်ပြေနေတယ်လက်ထဲမှာ console မဲ့တော်တော်ကင်ထားတဲ့ YG တောက်လျှောက်ရှေ့ကို ban လုပ်ဖို့ကြံနေတဲ့မာနက် shot တွေနဲ့တူပဲ liquid ထပ်ပြီးတော့ eliminated from the game Master Smite AI H1 MV ကိုထပ်ပြီးတော့ knock down ထပ်ယူတယ်အဲ့မှာမာနက် knock down မိတယ်ဆိုရင်လည်း fully elimination ပေးလိုက်ရတယ် AH1 fully elimination ကိုထပ်ယူရင်းနဲ့ပဲ Romeo နောက်ဆုံး shot တွေနဲ့အတူတူပဲ winner